ဖျားနဲ့ခွဲခွာခံရခြင်းကကြောက်စရာဘလောက်ကောင်းတယ်ဆိုတာကိုပြချင်တယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငရေအကြောင်းနေငယ်လေးလာပါပါငရေတကယ်ရှိသလားငရေတကယ်ရှိတောင်းသခင်ယေရှုကိုယ်တိုင်ပြောခဲ့ပါတယ်ငရေဆိုတာဘယ်လိုနေရလဲငရေဆိုတာကန့်နဲ့လောင်သောမိအိုင်လို့တမန်ကျမ်းစာထဲမှာပြောထားတယ်ကန့်နဲ့လောင်သောမိအိုင်ကဘယ်လောက်ထိပူလဲဆိုတာကိုတမန်ကျမ်းစာထဲမှာမဖော်ပြထားပေမဲ့သိပ္ပံပညာကတော့ကန့်ဆိုတာမိလောင်ကျွမ်းပြီဆိုရင်400ဒီဂရီဆဲလ်စီယပ်ကနေပြီးတော့1600ဒီဂရီဆဲလ်စီယပ်ထိရှိနိုင်တယ်လို့ပြောထားတယ်ပြီးတော့ငရေကထာဝရမီးဖြစ်တယ်ဘိုးမတည်မီးမငင်းနေတဲ့နေရာတစ်သက်လုံးတောက်လျှောက်ခံစားရမယ့်နေရာဖြစ်တယ်လို့လည်းဖော်ပြထားတယ်ဒီငရေကဘာကိုပြောချင်တာလဲဆိုတော့ဘုရားသခင်နဲ့ထာဝရကွဲကွာတဲ့နေရာဝိညာဉ်တွေရဲ့ဒုတိယတည်ခြင်းဆိုတဲ့နေရာကိုပြောချင်တာဖြစ်တယ်တမန်ကျမ်းစာကငရေကိုဖော်ပြထားတယ်ဆိုတော့ဘုရားသခင်နဲ့ကွဲကွာခြင်းကဘလောက်တောင်ကြောက်စရာကောင်းတယ်ဆိုတော့ကိုဖော်ပြခြင်းလို့ဖြစ်တယ်ငရေကိုဘယ်လိုလူတွေတွားရမလဲငရေကိုစိုးညစ်တဲ့သူတွေနာမခံတဲ့သူတွေပုံကန်တဲ့သူတွေတွားရမှာဖြစ်တယ်စကောလာတွေကဘယ်လိုအနက်ဖွင့်လဲဆိုရင်ငရဲဆိုတာကဘုရားသခင်ကသူနဲ့ကင်းကွာစွာနေခြင်းတဲ့သူတွေကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးတာကြောင့်တည်စေတဲ့နေရာလို့ဖော်ပြထားတယ်။ဘုရားကျမ်းအခန်းကြီး20ငွေ15မှာဆိုရင်အသက်စာဆောင်နဲ့စည်ရင်းမဝင်တဲ့သူရှိသမျှကငရဲကိုတွားရမယ်လို့ပြောထားတယ်။ဒါကြောင့်မို့ဒီလောက်ထိပူပြင်းဆိုးရွားတဲ့နေရာဘုရားသခင်နဲ့ဝေးကွာခြင်းဒီလောက်တောင်ကြောက်စရာကောင်းတယ်ဆိုတော့တည်စေတဲ့နေရာကိုဘယ်သူကတွားချင်မှာလဲ။အခုရာသီဥတုပူရင်တော့ကျွန်တော်တို့အရင်ပူတတ်ကြတယ်။ဒါကြောင့်မလို့ဒီငရဲကလွတ်ဖို့အတွက်ဆိုရင်သခင်ယေရှုကလမ်းကိုပြင်ဆင်ပေးခဲ့တယ်။အဲ့ဒီလမ်းကလည်းအခမဲ့ဖြစ်တယ်။ဒါကြောင့်အဲ့ဒီလမ်းကိုသွားခြင်းနဲ့ဆိုရင်တင့်ကိုသခင်ယေရှုကနောင်တနဲ့လမ်းခဲ့ဖို့လက်ကမ်းလို့ကြိုနေတယ်နော်။